အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပိုင်ပိုင်ဦးပါဒီနေ့ကျွန်တော်ပြောချင်တာကတော့ beginner content creator တွေအတွက်ဘေးတော့ကွာခုမြင်နေရတဲ့အတိုင်းပါပဲဒီဗီဒီယိုလေးတစ်ပုဒ်ထွက်လာဖို့အတွက်ကျွန်တော်မှာအချိန်တရာလောက်ပြင်လိုက်ဖြစ်လိုက်လုပ်ခဲ့ရ content creator တယောက်လို့ကပြောတရားကောင်းတယ်လို့ထင်ကြပေမဲ့တကယ်လက်တွေ့မှာတော့ beginner တိုင်းအထူးသဖြင့်ကျွန်တော်ကိုယ်တိုင်တိတ်တိတ်လေးခံစားနေရတဲ့ခက်ခဲသုံးခုရှိပါတယ်ပထမတစ်ခုကဘာလဲဆိုတော့ဒီကင်မရာမန်ကြီးကိုကြည့်ပြီးစကားပြောနေရကျွန်တော်တော့နေရာခံနေရပါလူတွေနဲ့စကားပြောရတာအဆင်ပြေပေမဲ့ကင်မရာရှေ့ရောက်သွားလို့ရှိရင်ဘာပြောမှမသိရရုပ်တရက်မျက်နှာနေတာပြတ်သွားတာမျိုးတွေပေါ့ကျွန်တော်ဆိုရင်ခန်းထဲမှာတယောက်တည်းရိုက်နေရတော့မှပဲတယောက်မြန်မြင်သွားမလားကြားသွားမလားဆိုပြီးအခုချိန်ဒီစိုးရင်နေမိတော့မယ်အဲ့တစ်ခုကဘာတင်ကောင်းမလဲဆိုတာပဲသူများရဲ့တင်တာကြည့်ပြီးအားကြပေမဲ့ကိုယ်လည်းကြာရင်ဘာကြောင့်ရပြောရမလဲလို့တွေးမိရင်ခေါင်းထဲမှာဗလာကြီးဖြစ်သွားတတ်ပါတယ်ဥပမာဂီတာပဲတီးပြရမလားဘလော့တွေပဲရိုက်ပြရမလားဘူးတူတာတွေပဲထိုင်ပြောရမလားဆိုပြီးဝေခဲမြတာမျိုးပေါ့idea တွေကအများနေသလိုလိုနဲ့တကယ်တမ်းကျတော့ဘယ်ကနေစတင်မှမသိရပါနောက်ဆုံးတစ်ခုကတော့အချိန်စီမံခန့်ခွဲမှုပါပဲအလုပ်တစ်ဖက်နဲ့ဆိုတော့ဗီဒီယိုတစ်ပုဒ်ထွက်ဖို့အတွက် edit လုပ်ရတာ script ရေးရတာထင်တော့မလွယ်ကူပါဘူးပုံမှန်တရားမယ်ဆိုတာသိပေမဲ့တကယ်လက်တွေ့မှာတော့တော်တော်ခက်ခဲပါတယ်ဒါပေမဲ့ brother တို့ရေဒီလိုခက်ခဲတွေရှိနေပေမဲ့ကျွန်တော်ဆက်ပြီးလုပ်နေပါတယ်ဘာလို့လဲဆိုတော့မစတင်ဘာမှဖြစ်လာမှာမဟုတ်လို့ပါကျွန်တော်လိုပဲကြုံတွေ့နေရတဲ့ beginner တွေရှိတာရှိရင်ကွန်မန့်မှာရေးခဲ့ပေးပါဦးကျွန်တော်တို့အတူတူဆက်ပြီးကြိုးစားကြမယ်ကျွန်တော်ကတော့ပိုင်ပိုင်ဦးပါဗီဒီယိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် See you the next video bye bye